အားပညာရက်တွေ sharing လုပ်နေတဲ့ B Founder YouTube Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ marketing သင်တန်းစပါမယ်။အရင်ဆုံး market analysis ကိုကျွန်တော်စပြီးပြောပါမယ်။အဲ့ဒါပြီးရတဲ့ competitor analysis, consumer analysis တို့ကိုပြောပါမယ်။တွဲပြီးပြောရင်ရှုပ်ကုန်မှာဆိုလို့ပါ What is marketing တဲ့ marketing ဆိုတာဘာလဲတဲ့ marketing is about identifying and meeting human and social need ဒါကတော့ကိုယ့်ဘာကိုပဲဘာသာပြန်ကြည့်လိုက်ပါ marketing management နဲ့ marketing management ဆိုတာတဲ့ as the art and science ရဲ့တဲ့အနုပညာဆန်တဲ့သိပ္ပံပညာရဲ့ဖြစ်တဲ့သူကဘာဖြစ်လဲဆိုရင်တော့ဒီကိုယ့်ရဲ့ဒီ target market ကိုရွေးချယ်ရတယ်ပြီးတော့ပါဆို customer တွေရအောင်ထိန်းသိမ်းရတယ်ရအောင်လုပ်ရတယ်ထိန်းသိမ်းရတယ်ပြီးတော့ growing ကြီးထွားလုပ်ရတယ်ပြီးတော့ဒီ customer တွေလိုချင်တဲ့ပစ္စည်းဝန်ဆောင်မှုတွေကို creating delivering communication လုပ်ရတာ marketing management ပေါ့ဗျာကျွန်တော်တို့ဒီပြောကြတဲ့စကားလုံးတစ်လုံးရှိရဗျာအရာတိုင်းရတဲ့ရောင်းချမှုတဲ့အဲ့တော့ဒီလုပ်ငန်းတိုင်းကပစ္စည်းမဟုတ်ဝန်ဆောင်မှုတစ်ခုကိုရောင်းချရတယ်ဗျာဒါကတော့ကျွန်တော်တို့ဒီအတူချုပ်ပြောကြပါတကယ်တမ်းအရှိကောက်ပြောရဆိုရင်တော့ market 10ခုရှိတယ်ဗျာအဲ့တော့အဲ့ market 10ခုကဘာလဲဆိုရင်တော့ဗျာကုန်ပစ္စည်းတွေရောင်းချတဲ့ go နောက်တစ်ခုကဒီ service ဝန်ဆောင်မှုတွေရောင်းချတာဗျာနောက်တစ်ခုကတော့ဒီ event ဗျာပွဲခန်းသားတွေပေါ့ဗျာအဲ့မှာဆိုကျွန်တော်တို့ဒီဗျာ wedding အခမ်းအနားလုပ်တာတွေပါမယ်ဗျာပြီးတော့ဒီ trade show လုပ်တာတွေပြဗျာဒီအမှုပညာတွေကတွေပါမယ်ဗျာနောက်တစ်ခုကဒီ experience ဗျာအတွေ့အကြုံဆိုဒီ Walt Disney ဆိုကြည့်ဗျာသူ့ရဲ့ Disney တွေကိုသွားကြည့်လိုက်တာနဲ့လူတွေတက်ဒီ experience ကောင်းကောင်းမွန်ပြီးတယ်ဗျာနောက်တစ်ခုကဒီ person ဒါလူပုဂ္ဂိုလ်တွေလိုအားကိုရောင်းတာဗျာ CEO တို့အမှုပညာရှင်တို့ဒီ doctor တို့ artist တို့လို့ပါဗျာ play နောက်တစ်ခုကတော့ဒီ play ဗျာနေရာတွေဗျာနေရာမှာ hotel တွေငားတွေပါမယ်ဒီ company ရဲ့အခန်းတွေငားလိုက်ရှိရ commercial band တွေပါမယ်ဗျာနောက်တစ်ခုကဒီ property ပိုင်ဆိုင်မှုတွေဗျာရေယာပိုင်ဆိုင်တာတို့ဒီ copyright တို့ patent right တို့ store တို့ bond တို့အဲ့ဒီပါမယ်ဗျာနောက်ကဒီ organization ကြအဖွဲ့အစည်းအမှုပညာရှင်အဖွဲ့အစည်းငားတာလို့ musician ငားလို့ပြ NGO အဖွဲ့အစည်းပြမယ်နောက်ကဒီ information ဗျ information မှာဆိုဒီ data company တွေပါမယ် survey company တွေပါမယ်ပြီးတော့စာအုပ်တွေရောင်းလာပါ e-book တွေရောင်းလာပါဗျဒီနောက်ဆုံး10ခုရဲ့နောက်ဆုံးမြောက်မှာဆို idea ဗျ idea မှာဆိုဒီ consultation အကြံပေးရလေ coaching လုပ်တာပါမယ်ဗျကဲအဲ့ဒါဆိုကျွန်တော်ဒီ market analysis ကိုစလိုက်အောင်ဗျာဟော wait ခဏနေပါအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးပါဗျာဒါမှနောက်သင်မဲ့ဒီ marketing သင်ခန်းစာလေးကိုလေ့လာလို့ရအောင်လုပ်ပါဗျာ market site မှာဆိုမိမိကမြန်မာနိုင်ငံမှာလုပ်မှာလားပြည်ပနိုင်ငံတစ်ခုမှာလုပ်မှာလားမြန်မာနိုင်ငံမှာဆိုရင်ရောဘယ်မျိုးတွေကိုရောင်းမှာလဲငါ product ဝန်ဆောင်မှုကိုဘယ်မျိုးဒီကဝယ်နိုင်ကြီးရှိလဲလူကြီးရောဘယ်လောက်ရှိမလဲဒါအပြင်မြစ်ပြတ်မြန်ရောင်းမှာလားကြီးလက်မှာရောင်းမှာလားဘယ်မှာရောင်းရောငါ့ရဲ့ customer ပိုများမလဲအရေးတက်ကဘယ်လောက်ရှိမလဲဆိုတဲ့ market site ကိုကြည့်ရမယ်ဗျာနောက်တစ်ချက်က market assessment ဗျာဒါကိုတော့ကျွန်တော်ဒီ market segmentation target တင် position တွေမှာအသေးစိတ်ပြောအောင်ဗျာဒီမှာတော့ကြာဒီဘယ်အသက်တွေကိုရောင်းမှလဲ education ကိုရောင်းမှလဲဝင်ရောဘယ်လောက်ရှိလဲပြီးတော့ဘယ်မျိုးတွေမှာရောင်းမှလဲဘယ်ဒေသတွေမှာရောင်းမှလဲပြီးတော့သူတို့ရဲ့ဝယ်ယူမျိုးပုံစံဘယ်ကနေဝယ်ယူလဲပြီးတော့သူတို့ရဲ့ဒီ lifestyle တို့ living standard တွေပေါ့ဗျာခုတော့ဒီ market share ပေါ့ဈေးကွက်ဝေစုပေါ့ကိုကအခုမှဈေးကွက်တော့စပြီးဝင်မှာကွာကိုထုတ်တဲ့ပစ္စည်းနဲ့ဝေဆောင်မှုတွေကလည်းပြိုင်ဘက်တွေကဈေးကွက်တွေမှာရှိရဆိုရင်ကိုယ့်ရဲ့ဈေးကွက်ဝေစုကနည်းမှာကွာဒီကိုဝင်မဲ့ဈေးကွက်ပါပေါ့ပြိုင်ဘက်တွေနည်းမဲ့ဆိုရင်တော့ဈေးကွက်ဝေစုကပိုမြင့်မြတ်ရမယ်ပေါ့တစ်ခုကဒီ customer မေးပေါ့ဗျာဒီကိုယ့်ရဲ့ဝယ်သူတွေကဒီဘေးပြင်တခြားဘယ်မျိုးတွေမှာရှိအောင်မလဲဘယ်အသက်အရွယ်တွေရောသူများစီကဝယ်နေတယ်ကိုတော့ရောက်ရင်ကိုစီကဝယ်နိုင်သေးလားဒီကိုယ့်ရဲ့ပစ္စည်းဝန်ဆောင်မှုတွေကဝယ်သူတွေမျိုးနေတာတဲ့ဘာပို့ပေးနိုင်လဲပြိုင်ဘက်တွေရောဘာအသားတွေလဲဒါအပြင်များဒီဝယ်သူရဲ့စိတ်တွေသဘောထားပေါ့လူနေမှုပုံစံပဲသူတို့က lifestyle ကိုကြိုက်တယ်သူတို့ရဲ့ lifestyle ပေါ့ပြီးတော့ဝယ်ယူပုံစံသူတို့ဘယ်ကနေဝယ်လဲ online နေဝယ်လား store site နေရလေဝယ်ရလားဘယ် channel တွေကဝယ်လဲဆိုတာတော့လေ့လာရမယ်ပေါ့နောက်တစ်ချက်ကတော့ဒီ competitor ပေါ့လေပြိုင်ဘက်ပေါ့ကိုယ့်ရဲ့ဓာတ်ရိုက်ပြိုင်ဘက်ကဘာတူလဲဒီကိုယ့်ရဲ့ third white ပြိုင်ဘက်ကဘာတူလဲဥပမာကိုကကွာဒီကြက်ဥရောင်းနေဆိုရင်ကိုယ့်ရဲ့ဓာတ်ရိုက်ပြိုင်ဘက်ကဘဲဥရောင်းတာပေါ့လူတွေကဒီငုံတစ်လုံးကကြက်ဥသုံးနဲ့ညီမျှရဆိုပြီးတော့ငုံဘက်ကိုပဲအဝယ်တွေလိုက်သွားမယ်ဆိုရင်တော့ကိုယ့်ရဲ့လုပ်ငန်းကြာရှုံးပြီပေါ့ဒါကြောင့်မှတ်ထားပါတကူကိုယ့်ရဲ့ဓာတ်ရိုက်ပြန်ဘက်ကကိုယ်ဘယ်တော့မှအလဲမထိုးနိုင်ဘူးကိုယ့်ရဲ့ဒီသွယ်ဝိုက်ပြန်ဘက်ကအမြဲတမ်းအလဲထိုးနိုင်တယ်ဟာသအနေနဲ့ဗျာဒီပေါ့ဓာတ်ထုတ်ခံမှာတည်တာမို့အစားထုတ်ခံရင်ပို့ပြီးတော့တည်တယ်ဗျာ competitor influence ပေါ့ဒီပြိုင်ဘက်တွေကလှမ်းမှုပေါ့ကိုယ့်ရဲ့ပြိုင်ဘက်တွေကဘယ်မျိုးတွေမှာဘယ် product တွေကလှမ်းမှုထားတယ်ဘယ် brand တွေကလှမ်းမှုထားလဲဘယ်နေရာတွေမှာတော့ဘယ်သူတွေကနေရာယူထားလဲကျွန်တော်ဒီ coffee sign တစ်ဆိုင်ဆိုရင်ဗျာဒီ cafe နဲ့ cafe ရောက်တဲ့ဆိုင်တစ်ဆိုင်ပေါ့ဆိုရင် तू က hotel တစ်ခုရဲ့မြေကြီးတက်မှာ तू ကနေရာယူထားတယ်ဗျာ။စဉ်းစားမိရဗျာ။ तू ကတော်နေရာယူမှန်တာပဲဟာတကယ်ဘောစီတွေရှိတဲ့နေရာဟောမှာယူထားတာဟာအဲ့လိုနေရာယူမှန်ဖို့လိုပဲဗျာ။ဒါကြောင့်ပြိုင်ဘက်တွေကဘယ်မျိုးနေမှာ
ဖွင့်လဲဘယ်နေရာမှာနေရာတွေယူထားလဲပေါ့ငါတို့တောက်ဖွင့်လို့နော်ငါတို့စီကဝယ်ပါမလားများသောအားဖြင့်ပြိုင်မဲ့နေရာယူထားတဲ့နေရာမှာကျွန်တော်တို့တောက်ဖွင့်နေဆိုရင်ကျွန်တော်တို့လုပ်ငန်းများသောအားဖြင့်ရှုံးနေရကိုယ့်ထက်အမြတ်ကိုပြိုင်ပြီးလူနေရဗျာဒါပေမဲ့အဲ့လိုနေရာမျိုးဖွင့်လို့ရဆိုရတယ်ဒါမှ red ocean ဖြစ်သွားမှာ red ocean ဆိုတာဗျာဒီသွေးပင်လေကြီးပေါ့သွေးပင်လေဆိုတာဒီအမြတ်တစ်ခုကိုဒီအမြတ်တစ်ခုကိုဝိုင်းပြီးလူအောင်ပါဗျရှင်းပြောရင်ဗျာဒီငမန်းတွေပေါ်တဲ့နေရာမှာအသားလုံးတစ်လုံးကြောက်သွားရင်အဲ့အသားလုံးတစ်လုံးအတွက် fight နေရမှာလေအဲ့လိုသဘောနောက်ဆုံးတစ်ခုကဒီ spanning crew ပေါ့လေကိုယ့်ပစ္စည်းကိုဝယ်ပြီးတော့သုံးနိုင်တဲ့လူတွေရဲ့သိထားမှာလူတွေသိထားမှာဒီငါတို့ရဲ့ထုတ်ဝန်ဆောင်မှုတွေကိုဘယ်သူတွေကဝယ်နိုင်လဲပေါ့ဘယ်သူတွေတော့ရောင်းမှာလဲပေါ့ဥပမာ iPhone ဆိုရင်ဗျာဒီတထေးတွေဝင်အများကြီးရတဲ့တွေကိုပြစ်မှတ်ထားလေ BMW ကားဆိုလဲအဲ့ဒီတိုင်းပဲပတ်စံတကယ်သုံးနိုင်ဖြုံနိုင်စိန်ခန်းတဲ့လူတွေကိုတန်ဖိုးထားတာဒီ Lamborghini ကားဆိုရင်ဗျာသူ့ရဲ့ကားကြော်ညာကိုဘယ်တော့မှ TV ကမကြော်ညာဘူးတဲ့သူ့ရဲ့ကားကိုဝယ်စီးဖို့ဆိုရင်ဗျာအလိုစူးစမ်းနေမှရမယ်အလိုလုပ်နေဖို့ရမယ် TV ကြည့်နေဖို့အချိန်ရှိမှာမဟုတ်ဘူးတဲ့ဒါကြောင့်ကြောင့်ဒီကိုယ့်ရဲ့ product ကိုဘယ်သူတွေကို target ထားမှလဲဘယ်သူတွေကဝယ်နိုင်မှလဲဘယ်ဈေးနဲ့ရောင်းမှလဲဈေးကြီးနဲ့ရောင်းမှလားဈေးနဲ့ရောင်းမှလား quality ကောင်းကောင်းနဲ့ရောင်းမှလား quality စွတ်စွတ်နဲ့ရောင်းမှလားအဲ့ဒါတော့ဒီကိုဝင်မဲ့ဈေးကွက်ပေါ်မူတည်ပြီးကိုရောင်းချင်တဲ့လူတွေပေါ်မူတည်ပြီးဆုံးဖြတ်ရမှာပေါ့ဗျာ အခုပြောတာကတော့ market analysis ပဲဗျထပ်ပြီးတော့ marketing သင်တဲ့လေ့လာခြင်းဆို channel လေးကို subscribe လုပ်ပါဗျတခြားသူတွေလည်းသင်လို့ရအောင် like and share လုပ်ပေးပါဗျ